你们好，琪琪吧，ဒီနေ့တော့ချီချီက3မိနစ်နဲ့အများဆုံးလေးနဲ့ပကံလုံးစီးပြီးတော့ချုပ်ပြီး review ပြပြပေးreview ပြပြပေးသွားမှာလေးကတော့ဂန်တွင်ဂီတာရဲ့အရှင်သခင်နံပါတ်29လေးဖြစ်ပါတယ်ရှင်ဂန်တွင်ဂီတာရဲ့အရှင်သခင်ကိုဆိုလို့ရှိရင်တော်တော်များပြောသားရပေါ့နော်ဟာဂန်တွင်ဂီတာကြီးဒီအကြောင်းလားပြင်းစရာကောင်းပါလားအဲ့လိုမျိုးတွေးကြရပေါ့နော် no မဟုတ်ပါဘူးဂန်တွင်ဂီတာရဲ့အရှင်သခင်နည်းနည်းလေးမှပြင်းစရာမကောင်းပါဘူးနော်သူကလူကြည်ဝင်းဆိုတဲ့တယောသမားဂီတာသမားလေးတယောက်ရဲ့အကြောင်းဖြစ်ပါတယ်လူကြည်ဝင်းကကြတော့သူကဒီငယ်စဉ်ဘဝကလေးကနေပြီးတော့ဒီအချိန်နေမဲ့မိဘမဲ့သူစီးရဲလေးဘဝကနေပြီးတော့ကြိုးစားလာလိုက်တာပေါ့နော်သူကဒီတယောသမားအဖြစ်နဲ့သူ့ဘဝကိုကြိုးစားပြီးတော့သူ့ဘဝရဲ့ဒီအထွတ်အထိပ်ပေါ့နော်အောင်မြင်ခဲ့တဲ့အချိန်ကိုရောက်တဲ့အခါမှာသူ့ရဲ့ရှိစားသူ့သစ္စာဖောက်သွားတယ်သူကတကယ်ကိုလေကိုရန်ဟောဆိုရင်နေရာမှာဖြော်ပြရတော့မယ်သူ့ဘဝရဲ့တကယ်အကြီးမားဆုံးပွဲကိုဖြော်ပြရတော့မယ်ဆိုဒီမှာသူ့ရဲ့ရည်စားသူ့ကိုလောက်ကြံမှုကြိုးစားတယ်အဲ့ဒီအချိန်မှာလူကြည်ဝင်ကတိသွားတဲ့အခါမှာကျသူ့ရဲ့ရည်စားနဲ့သူနဲ့fighting နေ play ကြတာပေါ့နော်အာနဲ့ပြီးလဲပြီးလူကြည်ဝင်ရင်ကျဲယောဂရှိရဲ့အခါကျတော့သူကမောသွားတယ်မောပြီးတော့အရန်ကြက်နေတဲ့အချိန်မှာသူ့ရဲ့ရည်စားသူ့ကိုတိတ်ပစီဆိုပြီးပြစ်ထားခဲ့စကောင်လည်းမခေါ်ပေးဘူးအဲ့လိုမျိုးနဲ့လှုပ်ထားခဲ့တာတကယ်လည်းပဲလူကြည်ဝင်ကကိစ္စပြတ်သွားပြီပေါ့နော်အဲ့လိုနဲ့ပဲသူတတိပြန်ရသူတေပြီလို့ခံစားလိုက်ရတဲ့အချိန်မှာသူပြန်ပြီးတော့တတိရလာတယ်ဘာမှလဲဆိုတော့ငယ်ရွယ်ပြီးတော့ပါရမီရှင်လို့သတ်မှတ်ထားတဲ့တရားသမားလေးချီမူရဲ့ခန္ဓာကိုယ်ထဲမှာသူပြန်ပြီးတော့တတိရလာပါတယ်ချီမူကကြတော့သူကပါရမီရှင်တရားသမားလေးလို့သတ်မှတ်ထားပြီမဲ့ဒီနှစ်ပိုင်းတွေမှာချီမူကလုံးဝကိုပျက်စီးပြီးလမ်းမကိုရောက်သွားတဲ့ကလေးတယောက်ချီမူရဲ့မိဘတွေကလည်းပဲသူတို့ချီမူမရှိတော့တဲ့အချိန်ပေါ့နော်ချီမူရဲ့မိဘတွေကလည်းမရှိတော့တဲ့အချိန်မှာချီမူကလမ်းမကိုရမြအဲ့ဒီအချိန်မှာလူကြည်ဝင်ကကြတော့သူကရီမှန်းချက်ကြီးမားတဲ့သူတကယ်လဲကြိုးစားတဲ့သူချီမူလိုပါရမီရှင်ရဲ့ခန္ဓာကိုယ်ထဲမှာသူကနိုးထလာတဲ့ခါကျတော့သူ့ရဲ့ဘဝအတွက်သူပြန်ပြီးတော့ကြိုးစားတယ်သူ့ကိုဒုက္ခရအောင်လုပ်ခဲ့တဲ့ရီစားဟောင်းသူကလေတခြားကဘာမှာအဲ့ဒီမှာပြောစေချင်တခြားကဘာမှာပြန်ပြီးတော့မွေးဖွားလာတာမဟုတ်ဘူးဒီကဘာမှာပဲတခြားသူရဲ့ခန္ဓာကိုယ်ထဲမှာပြန်ပြီးတော့မွေးဖွားလာတာသူ့ရဲ့ရည်စားဟောင်းကိုပြန်ပြီးတော့လက်စားချေ revenge တွေပါမယ်ပြီးတော့မင်းချန်ကိုကျမတို့ရဲ့မင်းချန်ကိုမောချမ်းဝယ်ရဲ့သားတော်တွေရဲ့မှာလေအရန်ချစ်စရာကောင်းတဲ့ကုန်းလို့ချီရတော့ထင်တာပဲမင်းချန်ကိုကရုပ်တည်နဲ့အရန်ချစ်စရာကောင်းတယ်မင်းချန်ကိုနဲ့ left line နဲ့ပါတယ်သူရဲ့ rampage တွေပါတယ်သူ့ရဲ့ဘဝမှာဒီကြိုးစားမှုတွေပါတယ်ပေါ့နော်ဒီထဲမှာပါတယ်ဂီတာလိုင်းကြောင်းကကြတော့လုံးဝကိုပြင်းစရာမကောင်းမင်းနဲ့တာမန်ပေါ့နော်ဒီဇက်ကောင်ကြီးရဲ့ဒီစီးပွားရေးလုပ်တယ်လို့မျိုးပေါ့နော်သူတို့ရဲ့ career အနေနဲ့ပဲပါတာဖြစ်ပါတယ်ဆိုတော့3မိနစ်ပြည့်တော့မယ်အားလုံး bye bye I knew